ကဲကိုလင်းရဲ့ချစ်ရပါတော့เนาะချစ်ကိုရဲ့ချင်မရဲ့ဒုတိယချင်းနေတဲ့အားလုံးပဲမင်္ဂလာပါဗျကဲကိုလင်း line မကောင်းလို့ဗီဒီယိုဖိုင်လေးပဲတင်ပေးလိုက်ပါပြီเนาะ like တော့လွှင့်လိုက်ပါတယ်ဒီ9နာရီမှလွှင့်နေတဲ့ line ကလုံးဝမကောင်းလာလို့ဗီဒီယိုဖိုင်လေးနဲ့တင်ပေးလိုက်ပါပြီเนาะကဲချစ်ကိုရဲ့ချင်မရဲ့အားလုံးပဲเนาะစကားလေးနည်းနည်းပြောချင်ပါတယ်အဖို့ဝင်အဟောင်းနေလေဒါကိုလင်းကိုပြန်လဲပြီးတော့ဆက်သွယ်ပေးပါเนาะViber ကိုလင်းနဲ့ဆက်သွယ်နေရတဲ့သူတွေဒီလေ Viber ပဲကိုလင်းကိုပြန်လဲဆက်သွယ်ပြီးเนาะmessage ကပြန်လဲဆက်သွယ်နေပေးနေတဲ့သူတွေဒီလေဒါ message ကပဲကိုလင်းကိုပြန်လဲဆက်သွယ်ပေးပါเนาะဖုန်းခေါ်ပြီးတော့လည်းပြန်လဲဆက်သွယ်ပေးပါเนาะကဲအားလုံးပဲเนาะဒီညနေမှာကိုလင်းရဲ့ဒါစိတ်မချလို့ထပ်ပြီးတော့ထိုးခိုင်းတယ်เนาะပါဝါ3ခွက်နဲ့1683ကိုလေးဒါလေးနဲ့စင်ပြေခဲ့လို့ကိုလင်းဝမ်းသာပါတယ်เนาะအထူးပဲပြောချင်တာကအခုဒီဗီဒီယိုဖိုင်လေးကနေပြန်လဲပြောပြချင်တာကယခုလာမယ်တနင်္လာအင်္ဂါ2ရက်စာကိုထိတ်စည်းကိုတူတူတနန်ဆော့ကျင်တဲ့ချစ်ကိုချစ်မများเนาะထိတ်စည်းကိုတူတူတနန်ဆော့ကျင်တဲ့ချစ်ကိုချစ်မများကိုလင်းဖွင့်ဝင်ခေါ်ပါပြီတနင်္လာအင်္ဂါ2ရက်ကိုထိတ်စည်းဆော့ရမယ်เนาะတနင်္လာအင်္ဂါ2ရက်ကိုကိုလင်းရှိမှဖွင့်ဝင်တဲ့သူကြီးကထိတ်စည်းကိုဆော့ရမယ်เนาะအဖို့ဝင်မယ်ဆိုရင်အဖို့ဝင်ကြီး1000ဝက်ချက်ပါเนาะဖုန်းနံပါတ်ကတော့ကိုလင်းဒီဗီဒီယိုဖိုင်လေးရဲ့အပေါ်စာလေးမှာတင်ပေးပါမယ်เนาะတခါတည်းလည်းပြောပြတော့ပါမယ်เนาะ39 992 661 219ပါ39 992 661 219ပါเนาะနောက်တစ်လုံးကကြတော့39 962 369 sorry 39เนาะ4266 14 5ပါเนาะ MAD တစ်လုံးတယ်လီနောက်တစ်လုံးနှလုံးဆက်သွယ်လို့ရပါတယ်เนาะအဖုံးဝင်ကြီး1000ဝက်ချက်ပါเนาะချက်ကိုချက်ပါများလာမယ့်ပတ်ကြရင်တော့ကိုလင်းဒီတစ်ပတ်လိုမျိုးမစောတော့ပါဘူးနေ့တိုက်တွေကိုအဖုံးဝင်တွေကိုအဖုံးဝင်မဟုတ်တဲ့သူကို like ထဲမှာပဲယူပေးပါเนาะနေ့တိုက်လေးတွေစောရမယ်နေ့တိုက်လေးတွေလည်းပုံမှန်ကိုလင်းရဲ့ဒီရွှေအောင်လေးတူဒီ channel လေးကနေပုံမှန်တင်ပေးမှာဖြစ်လို့ကိုလင်းရဲ့ channel လေးကိုဒီဗီဒီယိုဖိုင်ကိုတွေ့ရချစ်ကိုချစ်ပါများတူရီရောက်ချင်းဒီတိုင်းက subscribe မနေရတဲ့ subscribe လေးနှိပ်ထားပြီเนาะဒီဗီဒီယိုဖိုင်လေးကိုလည်းဒါချစ်ကိုရချစ်မကြီးเนาะဒါအများသူကမြင်လို့ရအောင် like เนาะဖုန်းမလေးနဲ့ချက်တောက်ပြီးတော့ like လက်မလေးနဲ့ကူညီပေးရင်เนาะ share မှု share လေးနဲ့ပါကူညီပေးပါเนาะဖုန်းဝင်မယ်ဆိုရင်ကိုလင်းဖုန်းဝင်ပြန်လဲလက်ခံနေပါပြီဒီစနေတုန်းတွေမှာဖုန်းဝင်ထားလို့ရပါပြီเนาะတနင်္လာအင်္ဂါ2ရက်စာကိုထိတ်စီးဆော့ရမယ်เนาะကိုလင်းနဲ့လက်တွဲပြီးတော့ထိတ်စီးနဲ့အောင်ခဲ့တဲ့ချစ်ကိုချစ်မရဲ့အားလုံးအသီးဆုံးပါเนาะထိတ်စီးဆော့ရမယ်တနင်္လာအင်္ဂါ2ရက်ကိုဆော့မယ်ဆိုရင်ကိုလင်းကိုဖုန်းဆက်သွယ်လာပြီပါเนาะဖုန်းတိုက်ရိုက်ဆက်သွယ်လာပြီเนาะကိုလင်းတင်ပေးမဲ့ဖုန်းနံပါတ်2ခုကလည်း Viber 3ပါတယ် Viber 3နဲ့ချစ်ကိုချစ်မများဆိုတဲ့ Viber ပြန်လဲလာပြီးဆက်သွယ်လာပြီပါเนาะ line မကောင်းလို့အခုလိုဗီဒီယိုဖိုင်လေးနဲ့တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်เนาะဖုန်းနံပါတ်လေးကတော့39 992 661 219ပါ39 992 661 219ပါနောက်တစ်လုံး MPD ရကြတော့39 4266 14 5ပါเนาะကဲချစ်ကိုချစ်မများအားလုံးပဲစနေတနင်္ဂနွေ2ရက်မှာအဖွဲ့ဝင်ထားဖို့လိုပါတယ်เนาะဒီတစ်ပတ်အဖွဲ့ဝင်လူသစ်15ဦးပဲခေါ်ပါမယ်ကျန်တဲ့လူဟောင်းတွေလည်းအဖွဲ့ဝင်ပြန်လဲဝင်မယ်ဆိုရင်ကိုလင်းကိုပြန်လဲဆက်သွယ်လာပေးပါเนาะဒီဗီဒီယိုဖိုင်လေးကိုမြင်တာနဲ့ဟုတ်လားကိုလင်း live လွှင့်ပါတယ် live မကောင်းလို့ကိုလင်းဗီဒီယိုဖိုင်လေးနဲ့တင်ပေးလိုက်ရခြင်းဖြစ်တယ်เนาะကဲချစ်ကိုချစ်မများအားလုံးပဲเนาะအဖွဲ့ဝင်မယ်ဆိုရင်ဖုန်းတိုက်ရိုက်ဆက်သွယ်လာပါတနင်္လာအင်္ဂါထိတ်စီကိုတူတနန်ဆော့ရမယ်เนาะတနင်္လာအင်္ဂါ2ရက်စာကိုထိတ်စီတူတနန်ဆော့ရမယ်တူတနန်လဲထိုးရမယ်เนาะလက်ကြီးသမားများကိုအထူးပဲခေါ်ပါတယ်เนาะလက်ကြီးသမားများကိုအထူးပဲခေါ်ပါတယ်เนาะကဲတနင်္လာအင်္ဂါထိတ်စီဆော့ရမယ်เนาะအဖုံဝင်မယ်ဆိုရင်ကိုလင်းကိုဖုန်းတိုက်ရိုက်ဆက်သွယ်လာပါเนาะ Viber 3တဲ့လူတွေဆိုရင် Viber နဲ့လာရောက်ဆက်သွယ်ပေးပါเนาะကဲအားလုံးပဲကိုလင်းရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာနေရနာခွင့်ပြပါချစ်ကိုချစ်မတွေအားလုံးပဲเนาะဗီဒီယိုဖိုင်ကိုစုံစမ်းတိုင်အောင်ကြည့်ရှုပေးသွားတဲ့ချစ်ကိုချစ်မတွေအားလုံးတူတယောက်ချင်းစီတောင်အထူးပဲကျေးဇူးတင်ပါတယ်เนาะ line မကောင်းလို့ကိုလင်းဗီဒီယိုဖိုင်လေးတင်ပေးလိုက်တာပါเนาะမနက်ဖြန်ည9နာရီခွဲ live လေးကိုလည်းလာရောက်ခဲ့ဖို့လဲကိုလင်းရဲ့ channel လေးမှာပဲ live လွှင့်ပါပါเนาะနေ့လယ်ပိုင်းကတော့ live နားပါမယ်เนาะကျွန်တော်တို့ကျောင်းတော်ကြီးပိတ်လို့เนาะညပိုင်းမှာ live လွှင့်ပေးပါမယ်เนาะကဲအားလုံးပဲည9နာရီမနက်ဖြန်เนาะစနေနေ့ည9နာရီလိုက်မှာပြန်လဲဆုံးပါမယ်အခုအဖို့ဝင်ခေါ်တဲ့ဗီဒီယိုဖိုင်လေးကိုလည်းချစ်ကိုချစ်မများတွေ့တာနဲ့เนาะဖုန်းဝင်မယ်ဆိုရင်ကိုလင်းကိုเนาะဒီစနေနေ့တို့2ရက်မှာအဖို့ဝင်ကြီးသွင်းရပါမယ်အဖို့ဝင်ကြီးကတော့1000ခွဲချက်ပါเนาะကိုလင်းဖုန်းနံပါတ်ထပ်မခေါ်ပြပါမယ်
39 09 661 219ပါနော်နောက်တစ်လုံးက39 42661451ခေါ်ပါနော်ကိုလင်းနဲ့တိုင်းရဲ့ဖုန်းပြောပြီးမှဒါလေးဖုန်းဝင်ပါနော်အားလုံးပဲအထူးထူးပဲကျေးဇူးတင်ပါတယ်နော်